လက်ရှိတွေကဝူးဆိုပေါင်းတင်သွားတယ် RCA ဆိုင်ကဝေတောက်ဆိုင်ကလို့ပဲမြင်လိုက်တရားပဒီဇိုင်း၄၅လုံး၃၅နော်မမဲမျိုးမှာကြိုက်တဲ့ဆိုင်ကလက်ညှိုးထိုးလိုက်တရားပဒီတိုင်းရန်ကုန်တိုင်းဆိုသလားကြိုက်လက်အကုန်ပို့ဆောင်ပြီးတယ်နော်ဒါကိုစပိန်လို့မမြင်လားဆိုင်ကလို့မြင်လား RCA ဆိုင်ကလို့မြင်လိုက်နော်စပိန်နဲ့ပို့ဆောင်ပြီးတယ်နော်ဝေတောက်ဆိုင်ကလည်းပို့ဆောင်ပြီးတယ်ဝေတောက်စပိန်နဲ့ပို့ဆောင်ပြီးတယ်အဓိကစီပင်သားရေးခွင့်ပြုချက်လက်မှတ်ရဖို့ရည်ကြီးတယ်စီပင်သားရေးခွင့်ပြုချက်လက်မှတ်ရရင်ကိုတို့လမ်းစီကန်းတွေအကုန်လုံးကျော်သွားလို့ရတယ်နော် okay alright ဘာဖြစ်လို့ဆိုတော့တောင်ပေါ်တန်းဂျပန်ဘုံကျောင်းကိုတရုတ်နဲ့ကိုရီးယားတိန်ထားတယ်ခွေးမိုက်မှိုင်နေတယ်နော်သူတို့ဒွန်းနေတယ်တော့အမယ်ဆိုရင်ဂျပန်နိုင်ငံစိုက်ကယ်တွေကိုသူတို့လိုင်စင်မပေးဘူးတရုတ်နဲ့ကိုရီးယားမပေးဘူးမြန်မာနိုင်ငံတွေကိုမချပေးဘူးတောင်ပေါ်တန်းဘုံကျောင်းဂျပန်ဘုံကျောင်းတရုတ်နဲ့ကိုရီးယားနဲ့ခွေးမိုက်မှိုင်ပြီးတိန်ထားတာအဲ့တော့ပြောပြမယ်ကိုရီးယားမြန်မာချစ်ကြည်စရာနော်ဂျပန်မော်တော်ဆိုင်ကယ်နဲ့ပို့ပေးတယ်တရုတ်မော်တော်ဆိုင်ကယ်နဲ့ EV နဲ့ပို့ပေးတယ်နော်တရုတ်ရဲ့ကိုရီးယားရဲ့ဂျပန်မော်တော်ဆိုင်ကယ်နဲ့ပို့ပေးတယ်နော်တော့သူတို့ဘာပဲမတက်အရှိတော်စားမှာကြားပဲဖြစ်ဖြစ်ဖို့ပဲဖြစ်ဖြစ်နော်ချင်းတစ်ပဲဖြစ်ဖြစ်လက်ထားပဲဖြစ်ဖြစ်ကိုရဲ့အလုပ်ကကိုပို့ပေးမယ်ဒါပဲရှင်းလားကားပေါ်တင်ပြီးတော့ပို့ပေးမယ်နော်ကီလိုဖတ်ချင်းဓာတ်စီဆိုင်အကောင့်တွေလိုက်ခဲ့ရှင်းလိုက်ဒီမှာဓာတ်စီဖို့ရှင်းမယ်နော်လမ်းစိတ်ရှင်းပေးမယ်နော်ဒါပဲနော်ဒီလိုလိုမှုလို့မလုံးနဲ့ဓာတ်စီမထည့်ပေးတာကီလိုဖတ်လာတွေရာဇာမင်းတို့ဘာလို့ကောင်းလက်သားကောင်းနေနော်ဒီကောင်လေးဆိုင်မှာစီမထည့်နဲ့ဒါပဲပြောရမယ်ဓာတ်ကိုစီမထည့်နဲ့ဒီကောင်လက်သားမှိုင်မှာတရုတ်နဲ့ကိုရီးယားသူတို့ဂျင်းထည့်နေဒီကောင်လေးလွတ်လပ်ရေးမရသေးဘူးတရုတ်ကကိုရီးယားလွတ်လပ်ရေးမရသေးဂျပန်လွတ်လပ်ရေးရပါပြီဒါပဲပြောရမယ်ဆိုဒါပဲမြန်မာနိုင်ငံလာမထည့်နဲ့မြန်မာနိုင်ငံလာထည့်အားလုံးလောက်ရလေတန်းစီဖြတ်ပြီးရတိုင်းမှာပါနာပေးရတိုင်းမှာ